ရက်ဘာမဆိုလုံးကြမဲ့ကောင်နေဟာအဲ့လိုတော့မလုံနဲ့လေဗျာတူးဆိုလေတူးပါမယ်ဗျာငန်းယူကဘူးညိုကြီးကိုဘူးကြည့်ကြည့်ပြီးမြေကြီးကိုဆက်တူးနေလိုက်တယ်တင်းသားမြေကရှင်သေးမြေဖြစ်တဲ့ပြင်တူးရတာမလွယ်တဲ့ပြင်အလောင်းပေါ်အလောင်းဆင်ပြီးမြုပ်ထားကြတဲ့အတွက်တစ်ခါတူးတိုင်းထွက်လာတဲ့အယိုးငေါငေါတွေကိုအပေါ်ပြစ်တင်နေပါဇက်ကနေပွားတိလုံနေခဲ့တယ်ဟစ်ကောင်နေနိုင်ဝက်ပဲအချိန်ရတော့မယ်ကွာဆက်မတူးနဲ့တော့အပေါ်ကအယိုးတွေကိုကြောက်ထဲပစ်ချဖို့လုပ်ရမယ်ဦးညိုကြီးရဲ့စကားကြောင့်9ပေလောက်နန်းနေပြီဖြစ်တဲ့တွင်းထဲကနေနန်းယူကတူရင်းကိုကျင်းမော်ပြစ်တင်လိုက်ပြီးတော့ကုတ်တက်လိုက်တဲ့ချိန်အောင်မလေးဟဲ့နေမေကလွားဒီကျင်းထဲကနေတက်တာဒီလောက်အော်တယ်လားဟာဘာညိုကလေကျုပ်တက်နေတဲ့ချိန်တွင်းနေရာမှာကတ်နေတဲ့အယိုးကောင်းကိုနေမိပြီချော်လဲလို့ပါဗျာနန်းယူကပြောရဲထွင်ရင်ညီသားနေရန်ကနေကြလာတဲ့အယိုးကောင်းကိုကောက်လိုက်တဲ့ချိန်အောင်းထဲကနေတချွင်နဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်မြန်လို့ပါအယိုးတွေကိုဂုံနေတဲ့ထည့်ပြီးချောင်းနဲ့ပစ်ချလိုက်တော့ဗျာကျုပ်လို့ကျုပ်သိပါတယ်အဘညိုကသူ့ဘာသာဖြစ်နေလို့တာပဲရွာလူကြီးများဖြစ်လို့ကတော့အရွာလုံးပိတ်ဟောက်နေမလားမပြောတတ်ဘူးနန်းယူရဲ့စကားဆုံးမှာအဘညိုပါဇက်ကနေပြီးတော့ရုပ်တအနတ္တစကားတွေထွက်လာခဲ့တယ်ကျုပ်လို့ပြီးပြီဆိုတော့ပတ်စံပြီးတော့ရော့မင်းအတွက်တန်ကြီးဘာညိုကအောင်းတော့နေပြီဖြစ်တဲ့ကာကီအင်ကြီးတွေကနေငွေချို့ထုတ်ပေးလိုက်တဲ့ချိန်ဟန်ယူကရိုးတွေထဲထားတဲ့ဂုဏ်လေးကိုထမ်းပြီးတော့တင်းတိုင်းနောက်ဘက်ကိုထွက်သွားခဲ့တယ်။ညာကနက်လာလေးအာတုဘအိမ်မှာရှိတဲ့ဖဲဝိုင်းကကြီးကောင်းလေးဖြစ်လာခဲ့တယ်။ရွာတလေးရအာတုဘအိမ်ရှိတဲ့နေရာကိုတခြားရွာနေချုပ်သက်ကလူတွေလာရောက်ကစားကြတဲ့အတွက်လောင်းကြီးကမမောစရာဖြစ်နေခဲ့တယ်။ဟန်ယူကတော့အိတ်ကက်ထဲလွတ်နေတဲ့ငွေတချို့ကိုစမ်းလိုက်ပြီးတအိမ်လို့ရင်ကျုပ်ဝင်မယ်ဗျာ။ဟန်ယူမင်းကစားစဉ်ငါနေရာဝင်လိုက်လေခဏနေပြန်တော့မှာကိုချက်သူရဲ့စကားကြောင့်ငန်းယူကချစ်ပါအောင်ဆူထားတဲ့ငွေဆက်ကူတွေကိုထုတ်လိုက်ပြီးတော့ဒါဖြင့်လေကျုပ်ဝင်ဆော့မယ်ဗျာကိုချက်သူခမည်းနေရာကျွေးတော့ကောင်းပါရဲ့နော်ငန်းယူရဲ့စကားကြောင့်ဘေးမှာထိုင်နေတဲ့မဆန်းခင်ကကျွေးကောင်းမကောင်းတော့မသိဘူးလေပါလာတဲ့ပတ်စံတွေတော့ကုံသွားတာမြင်တယ်အဲ့ဒါလို့ရှုံးဖောက်လိုက်တယ်ငန်းယူလေကိုချက်သူထွက်သွားတာနဲ့ပါလာတဲ့ငွေနဲ့ငယ်ကိုသွေးတိုးစမ်းနိုင်နေတဲ့ထိုးရင်းနဲ့ဖဲချက်ကိုကြည့်လိုက်တော့စားနဲ့ပေါက်တယ်ကွာပေါက်ရင်ဖဲကိုပြစ်တင်လိုက်ဒီမှာမင်းအတွက်ကြော်ကြီးငန်းယူလေဒိုင်လုံးသူပြစ်ပေးလိုက်တဲ့ပတ်စံကိုရက်တောင်တစ်ဖွဲတစ်ဖြက်ခရင်းနဲ့အတိတ်ပဲပါတစ်ချက်ပြုံးလိုက်ပါတော့တယ်ညကနတ်တက်နတ်လာတာနဲ့မျှငန်းယူရဲ့ရှေ့မှာပတ်စံတွေကတောင်လို့ပုံလာခဲ့တယ်ဖဲဝိုင်းကမနက်အာယုံတက်ချိန်တော့မှပြီးသုံးသွားပြီးတော့တဝိုင်းလုံးကပတ်စံတွေကိုငန်းယူကပိုင်ဆိုင်ခဲ့တယ်ဘဝမှာတစ်ခါမှဒီလောက်များတဲ့ငွေတွေကိုမကင်မှုတဲ့ငန်းယူကသူ့အရှိမပုံနေတဲ့ငွေဆက်ကူတွေကိုတေးချစီးရင်းနဲ့ဒီငွေကနာရေးအတွက်ကုန်ငွေဘေးမှာရက်ကြည့်နေတဲ့လူတွေညီမြခွဲယူကြတော့အဲ့ဒါလိုပြောရင်းနဲ့ငွေတော့ကိုပိုက်ပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ပြန်လန်းတစ်လျှောက်မှာတော့အိတ်ကက်ထဲမှာထည့်ထားတဲ့မက်ဆေ့ကိုလက်နဲ့ပုတ်ရင်ဝမ်းသာလုံးစုပ်နေတဲ့ချိန်အနောက်ကနေလိုက်လာတဲ့ခြေတန်းကြောင့်ငန်းယူခြေလန်းတွေကိုရက်လိုက်ပြီးတော့ရေးပြီးကိုကဲခတ်လိုက်တယ်ဖဲနိုင်လာလို့များငါရဲ့ငွေတွေကိုလူမဲ့လူတွေလားအဲ့ဒါလို့ဆိုပြီးစိတ်ထဲကနေတွေးကကြည့်လိုက်ပေမဲ့လူရိတ်နဲ့တူလားဆိုလို့တယောက်မှမတွေ့ရဘူးဒါပေမဲ့ဆက်သွားရင်လေခြေတန်းကနောက်ကနေထက်ချက်မကွာလိုက်လာသလိုခံစားနေရတယ်ဘယ်သူလဲကွာငါနောက်ကနေလိုက်နေတာနန်းယူကခက်တီတီနဲ့အော်လိုက်တဲ့ချိန်နှာခေါင်းထဲကိုပုတ်နန်းတစ်ခုဝင်လာခဲ့တယ်နန်းလိုက်တဲ့နန်းကွာဒီနားမှာဘသူတွေမစင်စွန့်သွားလဲမသိဘူးဟိုချိန်မှာပဲမိမတယောက်ရဲ့ညီးတန်ကကြောနောက်ကကပ်ပြီးထွက်လာတာကြောင့်အကြောက်တက်တဲ့ငန်းယူကိုကနေကြက်သိမ်းမွေးနေရုပ်ချီထလာခဲ့တယ်ငန်းယူတဲ့ကွာတင်းတိုင်းတကလိုက်အိတ်နေတဲ့ကောင်ငါ့ကို6လို့ကြောက်မှန်များထင်းနေရလားငါကရိုးကပြန်ပြီး6ကက်ကအကွက်ကွက်တန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့ချိန်မှာတော့ငန်းယူဘလို့မှဟမ်မဆောင်နိုင်တော့ပဲနဲ့ခြေဦးတဲ့ရာကိုပြေးဖို့လှုပ်တဲ့ချိန်ဇက်ပိုးကိုအေးဆက်နေတဲ့လက်ဆောင်ကဖမ်းညစ်ထားတဲ့အသည့်ကိုခံစားလိုက်ရတယ်ငါ့ကိုလွတ်ဒီကဲတော့လို့အေးဆက်နေတဲ့လက်ဆောင်ကပြုတ်တူတစ်ချောင်းလိုရဲမြန်သွားညှက်ထားတဲ့အတွက်ငန်းယူအသက်ရှူရခတ်လာပြီးတော့အမြင်တွေဝေဝါလာပြီးအပြေးပြေးနဲ့ဟောင်းမိုက်သွားခဲ့တယ်ငန်းယူသိပြီးတယ်ဟုတ်ပါမလားညတော့
ငါတို့မဟုတ်ဘူးတွေပေးသွားသေးတာ။အော်မဟုတ်ဘဲနဲ့ငါပြောတယ်လား။ဒီမနက်အာယုံတက်ချိန်မှာစွန့်ကန်ကြွတဲ့ကိုရင်လေးတွေကမျက်လုံးပြူရှာတော်လောက်ထွက်ပြီးတေနေတယ်။ငန်းယူလောင်းတွေးခဲ့တာတဲ့။မဟုတ်ပါလို့ရော။ तू ဖဲနိုင်လားလို့တယောက်ယောက်ကတတ်လိုက်တာလား။အဲ့ဒါလည်းမဖြစ်နိုင်ဘူးတဲ့။ဘာလို့လဲဆိုတော့သူ့အလောင်းပေးမှာပတ်စံနေအများကြီးပြန့်ကျဲနေတာ။ပတ်စံလူတဲ့လူဆိုကုန်ယူသွားမှာပေါ့။အေးနော်စဉ်းစားစရာပဲ။အဆန်းခင်ကသူ့ရဲ့ကောက်ပွေးနေတဲ့သပင်ကိုအပြင်းပြင်းကုတ်ရင်စဉ်းစားလိုက်ပြီးတော့ငန်းယူကမီးမရှိပါမရှိတကောင်ကြွဆိုတော့သူ့အားသူ့ဘာဘသူကဥဆောင်ပြီးလုံးမာတယ်လေ။အဲ့ဒါတော့မပူနဲ့တဲ့။သူ့မိတ်ဆွေအတွက်အစားဆုံးတာဝန်ယူပေးမယ်လို့ပြောတယ်။အော်အေးလေ2 နာရီကြာရင်အားသူ့ဘာဖို့လိုက်ခဲ့ဦးတော့။အေးနင်သွားရင်ငါ့ကိုဝင်းခေါ်လိုက်။ငန်းယူရဲ့အားသူ့ဘာကတော်တဲ့စီကားခဲ့ပြီးတော့စူးစမ်းတင်တဲ့လူတွေကငြိမ်မချခင်ငန်းယူရဲ့အလောင်းကိုတွားကြည့်တော့လေပင်တစ်ဝိုက်မှာညိုမဲနေတဲ့နငါးတောင်ရာကိုထင်းထင်းရှားရှားမြင်တွေ့ခဲ့ရတယ်။စီးကျန်းညီထွက်ပေါ်လာတဲ့အုံမောင်းခောက်တန်ကြောင့်အဆောင်သီးသီးမှာသတင်းသုံးနေကြတဲ့ကိုရင်တွေဥစဉ်တွေအားလုံးဖုန်းကြီးเจ้าဘော်ကိုရောက်လာပြီးတော့ဝစ်တက်ချင်းစာအန်ချင်းအမှုတွေကိုပြုလုပ်နေကြတယ်။ကျောင်းတိုင်းဆရာတော်ကတော့တဝဲချင်းတစ်လုံးကိုကင်ကစာကြက်ရင်းနဲ့